စစ်တမ်းကောက်ယူချက်တွေအရလူဦးရေရဲ့30ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိက introvert တွေလို့သိရပါတယ်။အဲ့ဒီ30ရာခိုင်နှုန်းနဲ့50ရာခိုင်နှုန်းတွေကလူတွေထဲမှာကျမလည်းတယောက်အပါအဝင်ဖြစ်ပါတယ်။ဒီနေ့ကတော့လူတွေအများကြီးရှိတဲ့နေရာအထူးသဖြင့်ကိုယ်နဲ့မသိရတဲ့သူတွေအများကြီးရှိတဲ့နေရာကိုမဖြစ်မနေသွားရမယ့်အနေအထားအခြေအနေတစ်ခုကိုရောက်နေပါတယ်။ဘာကြောင့်လဲဆိုတော့ကျမဖေဖေရဲ့မိတ်ဆွေတွေစီစဉ်ထားတဲ့ပွဲတစ်ခုကိုသွားရမယ်။ခါတိုင်းတော့မေနဲ့ဖေတူတူသွားနေကြဆိုပေမဲ့မေဆုံးသွားတဲ့နောက်ပိုင်းမှာဖေတယောက်တည်းဖြစ်နေတော့လိုက်ခဲ့ဖို့ကျမကို request လုပ်လာတယ်။ကျမကိုယ်တိုင်ကလည်းဖေကိုစိတ်မချတာရောသူအားငယ်မှအထီးကျန်မအောင်မလိုလားတာရောကြောင့်လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ introvert တွေရဲ့ထုံးစံအတိုင်းပဲမသိတဲ့သူတွေအများကြီးကြားထဲမှာနေရမှာမနေတတ်မှာအရန်စိုးရိမ်နေပါတယ်။အခုလည်းအလှပြင်နေရင်းနဲ့အမှန်တော့တိတ်တောင်စိတ်မပါတော့ဘူးအရန်စိတ်ပူစိုးရိမ်နေပြီပေါ့နော်။ညတော့ကလည်း ChatGPT ကိုမေးထားတယ်။ကိုမသိတဲ့လူတွေအများကြီးရှိတဲ့နေရာရောက်တဲ့အချိန်မှာစကားမပြောဘဲနေလို့ရလား။စကားမပြောဘဲနေရင်ဘယ်လိုဖြစ်မလဲလို့မေးကြည့်တဲ့အခါကျတော့စကားမပြောဘဲနေလို့ရပါတယ်တဲ့။ဒါပေမဲ့အဲ့ဒီအရာပေါ်မှာသင်ဘယ်လိုခံစားရလဲဆိုတာကိုယ့်ကိုယ်အမှန်တိုင်းမေးကြည့်ပါတဲ့။စကားပြောရရင်ပိုစိတ်ချမ်းသာမှာလား။ဒါမှမဟုတ်စကားမပြောဘဲနေလို့ရှိရင်လူတွေကကိုယ့်ကိုဘယ်လိုမြင်မလဲအရန်ရှက်တတ်တဲ့သူအရှက်ကြောက်ကြီးတဲ့သူလိုမြင်ပြီးတော့များစိတ်အားငယ်သွားမလားအဲ့ဒါကိုသိချစဉ်းစားပါတဲ့။သွားတဲ့လမ်းတစ်လျှောက်လည်းသိချစဉ်းစားကြည့်တယ်။အဲ့ဒီအချိန်မှာသဘောပေါက်သွားတာစကားမပြောဘဲနေရင်ကိုယ့်ကိုလူရမဝင်ဘူးရှက်ကြောက်ကြီးတယ်အဲ့လိုအထင်ခံရမှာကိုပူကြောက်တယ်။အဲ့တော့ကျမစကားပြောဖို့အတွက်ကြိုးစားကြည့်မယ်။လူတွေနည်းနည်းပဲရောက်သေးတယ်။ပြီးတော့ပူဆိုးတာလူတွေအကုန်လုံးကကိုယ့်ထက်အသက်ကြီးတဲ့အန်တီတွေဦးလေးတွေအရွယ်တွေဖြစ်နေတာပေါ့နော်ရွယ်လူတယောက်မှမတွေ့သေးဘူးအဲ့ဒါနဲ့ကိုယ့်အကူတယောက်တည်းထုတ်ပြီးတော့ selfie တွေရိုက်နေပါတယ်တယောက်ကစကားလာပြောပြီးရင်ကောင်းမယ်ဆိုပေမဲ့ဘယ်သူမှလည်းလာမပြောကြဘူးပေါ့နော်အဲ့တော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ဘေးနားမှာစကားပြောလို့ရမယ့်သူရှိမလားကြည့်လိုက်တော့ဘေးနားကကိုနဲ့အသက်သိမ့်မကွာတဲ့မမတယောက်ကိုတွေ့သွားတယ်အဲ့ဒါနဲ့စကားပြောကြည့်တယ်ပေါ့နော်ကျမထင်ထားတာထက်လေအများကြီးပို့ပြီးတော့မှကောင်းတဲ့သူတယောက်ခင်မင်ခွင့်ရခဲ့တယ်မမ positive energy အများများတဲ့သူဖြစ်တဲ့အတွက်စကားပြောရတာမပင်ပန်းဘူးမလေးလံဘူးအရန်ပေါ့ပါပါနဲ့စိတ်ကတော်တော်လေးကိုအေးအေးဆေးဆေးလေးဖြစ်သွားတယ်အဲ့ဒီမှာစကားပြောနေတာကလေဘေးနားအတန်ကြီးအရန်စုနေတော့မကြားရလို့အတန်ဖြောက်ပြီးတော့ voice over ပဲထပ်လိုက်ရတယ်အဲ့ဒါဘာကြီးပြောနေရလဲဆိုတော့ကံမကောင်းတာကမမအစောကြီးပြန်သွားတယ်ပေါ့နော်အဲ့တော့သမင်းစားရဲ့နေရာမှာတယောက်တည်းကြောင်းတောင်းလေးဘယ်သူမှဘေးမှလာမထိုင်ဘူးလို့အဲ့ဒီအကြောင်းရှက်ရှက်နဲ့ပြောပြနေတာပါခဏနေတော့ဘေးနားမှာဦးလေးကြီးတွေလာထိုင်နေပေါ့နော်ဖေးရဲ့တငယ်ချင်းဦးလေးတွေဝင်လာထိုင်ကြတယ်သူတို့နဲ့စကားတွေပါပြောပြတယ်အနည်းဆုံးတော့တယောက်တည်းမဟုတ်တော့ဘူးပေါ့နော်ဦးလေးကြီးစီကနေပြီးတော့ကမ္ဘာဖလားဘောလုံးပွဲကို TV နဲ့ကြည့်ချင်ရင်ဘယ်လိုကြည့်ရလဲဆိုတာလေးကိုသိလိုက်ရတယ်အဲ့ဒါနဲ့အိမ်ကျရင်ဖေဖေကိုဘယ်လိုပြန်လုပ်ပေးရမလဲဆိုတာကျွန်မသိသွားတယ်မကြည့်တတ်တဲ့ဦးလေးကြီးအတွက်လည်းကျွန်မကူညီပြီးတော့ပြပေးလိုက်တယ်ပေါ့နော်17နာရီခွဲမှာပွဲပြီးသွားတော့အိမ်ပြန်လာပါပြီဒီချိန်မှာတော့ introvert လေးတယောက်အရန်ကိုပင်ပန်းမောပန်းပြီးတော့မှ energy level 0ဖြစ်နေပါပြီဘောလုံးကွင်းထဲမှာ10ဘက်လောက်ပတ်ပြေးထားတဲ့အချိန်ပါပဲအိမ်ပြန်ရောက်ပါပြီအိမ်ပေါ်မတက်ရသေးဘူးပေါ့နော်ကားထဲမှာပဲရှိသေးတယ်အိမ်ရှိကိုရောက်နေပြီအိမ်ရောက်ပြီဆိုတော့စိတ်ကတော့တော်တော်ကြီးပျော်သွားပြီပေါ့နော်တကယ်ကို introvert တယောက်ရဲ့အကြီးမားဆုံးသောစိန်ခေါ်မှုကြီးတစ်ခုပြီးသွားတယ်လို့ခံစားရတယ်တော်တော်လေးကိုပျော်နေတယ်ပေါ့နော်တခုလေးပြောပြချင်တာလေးရလေဒီနေ့သွားလိုက်တဲ့အချိန်မှာကျွန်မသိသွားတဲ့အချက်တွေနည်းနည်း sharing လုပ်ပေးချင်တာပေါ့နော်အဲ့ဒါကိုသွားရတဲ့ရည်ရွယ်ချက်ကိုမမေ့ဖို့လိုရတယ်ကျွန်မဒီနေ့လိုက်သွားပြီးတာကျွန်မအဖေအတွက်လိုက်သွားပြီးတာအမေမရှိတော့တဲ့နောက်ပိုင်းမှာအဖေအထီးကျန်ဆန်တယ်လုံးလေးဖြစ်တယ်အဲ့လိုလေးအဖော်မဲ့တယ်မခံစားရအောင်လို့ကျွန်မလိုက်ပေးတာဒါနံပါတ်1အရေးကြီးတဲ့အချက်အဲ့ဒါကိုဘယ်တော့မှမမေ့အောင်လို့ကိုတောက်လျှောက် remind လုပ်ရတယ်သွားတဲ့တစ်လျှောက်ကောခုပြန်လာတဲ့အချိန်ထိကိုနေရာမှာ introvert ပဲဖြစ်ဖြစ် extrovert ပဲဖြစ်ဖြစ်လူတွေအကုန်လုံးကတယောက်တည်းဖြစ်ရမှာအရန်ကြောက်ကြတယ်လူတိုင်းကကြောင်တောင်ဖြစ်နေမှာတယောက်တည်းဖြစ်နေမှာအရန်ကြောက်လို့ရုန်းကန်နေတဲ့လူတွေကြီးပဲကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အရင်စိတ်ပူစရာမလိုဘူးစကားပြောစရာလူရှိတဲ့အချိန်မှာကျွန်မပြောလိုက်တယ်မရှိတဲ့အချိန်မှာတယောက်တည်းလေးတိတ်တိတ်လေးငြိမ်ငြိမ်လေးထိုင်နေလိုက်တယ်အရန်ကြောင်တောင်ဖြစ်တဲ့အချိန်တော့ဖုန်းကြည့်နေလို့ရတယ်ဖုန်းကြည့်စရာတော့မလိုခဲ့ဘူးကျွန်မဒီတိုင်းလေးပဲထိုင်နေလိုက်တယ်ဒီတော့ introvert ဖြစ်နေလို့လူကြားထဲမသွားဘူးဆိုတာမျိုးလေးမဖြစ်ပါစေနဲ့သွားပြအောင်သွားကိစ္စမရှိဘူးတခုမဟုတ်တခုတော့ကိုယ့်အတွက်တော့ကြံခဲ့မှာပဲပေါ့နော်ပြီးတော့လူရယ်လို့ဖြစ်လာရင်ဘလောက်ပဲ social anxiety ရှိပါစေလူတွေနဲ့မသွားခြင်းပါစေဒီလို practice ကလုပ်ရမှာပဲသွားမှာပဲပေါ့နော်အဲ့တော့ကျွန်မနောက်အခောက်တွေလည်းအဲ့လိုပဲစူးစမ်းပြီးသွားအောင်မှာပဲ
အဖေအတွက်အားထည့်ရမှာပဲတကယ်လို့အဖေအတွက်မဟုတ်ခဲ့ဘူးဆိုရင်တော့ကျမတို့ကအားထည့်တဲ့အနေနဲ့တွားရမယ့်နေရာမျိုးတွေနောက်လဲရှိလာမှာပဲအဲ့အတွက်လဲကြိုတင်ပြင်ဆင်ပြီးတော့တွားမယ်လို့စိတ်ကူးထားရတယ်ပေါ့နော်အမြဲတမ်းအိမ်ထဲမှာပဲအိမ်တွင်းအောင်ပြီးတော့နေလို့မရဘူးဒီအသက်အရွယ်မှာမဟုတ်ဘူးဘယ်အသက်အရွယ်မှာဆိုအဲ့အကြောက်တရားကိုရင်ဆိုင်ရမှာပဲပေါ့နော်ပြီးတော့ကျမအရန်ခင်တဲ့အမကြောက်ကပြောဘူးတယ်ကိုကအရာတစ်ခုလုပ်ရမယ့်အရာတစ်ခုအဲ့ဒါကိုတအားကြောက်နေတယ်ဆိုရင်အဲ့ဒီအရာကိုမကြောက်တော့တဲ့အထိရင်ဆိုင်ပြစ်လိုက်ဒါကို overcome ဖြစ်သွားတယ်အောင်နိုင်သွားတယ်ဆိုရင်အဲ့ကရတဲ့ဒီအောင်မြင်မှုကရတဲ့ achievement ပေါ့နော်ဒီပေါ်မှာခံစားရတဲ့ PT feeling ကဘာနဲ့မှမတူဘူးကြောက်တဲ့အရာကိုအစိုးစုံထိအောင်ရှေ့ဆက်တိုးကြည့်လိုက်ဒါဆိုရင်ဒီအရာကိုတစ်သက်လုံးဘယ်တော့မှမကြောက်တော့ဘူးသူအဲ့လိုမျိုးအားပေးဘူးလေအဲ့စကားတကယ်ကိုမှန်တယ်လို့ထင်တယ်ဒါ first step ပေါ့နော်ဒီနေ့ try ကြည့်ရနောက်နေ့တွေဆက်ပြီးတော့ကျွန်မထပ်ပြီးတော့ try ကြည့်အောင်မယ်မကြောက်တော့တဲ့အထိ social anxiety ကို introvert တယောက်အနေနဲ့မကြောက်တော့တဲ့အထိရင်ဆိုင်သွားမယ်လို့ဆုံးဖြတ်ထားတယ်အားလုံးအတူတူစူးစမ်းကြည့်ကြမယ်နော်